ယောက်ျားတစ်ယောက်ဟာလှူရှားလိုက်တာနဲ့အသက်အန္တရာယ်ရှိနိုင်တဲ့တန်ကရိယာတစ်ခုကြားမှာသူ့ရဲ့ခေါင်းကိုညှက်ထားခြင်းခံနေရပါတယ်။သူ့ရဲ့အားနည်းနေတဲ့အခြေအနေကိုကြည့်ပြီးရန်သူဖြစ်သူကတော့ဝမ်းသာအားရနဲ့လောင်ပြောင်နေလေရဲ့။ဒါပေမဲ့အဲ့ဒီလူကတော့ဘေးနားမှာအန္တရာယ်တွေဝိုင်းနေတဲ့ကြားကပဲအင်မတန်တည်ငြိမ်စွာနဲ့ဗုဒ္ဓဘာသာတရားတော်တွေကိုရွတ်ဖတ်တရားစရိုက်နှီးခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့မမျှော်လင့်ထားတာတစ်ခုဖြစ်ပျက်ခဲ့ပါတယ်။ရန်သူဖြစ်သူရဲ့ခေါင်းဟာလည်းအလားတူတန်ကရိယာတစ်ခုထဲမှာရုတ်တရက်ညှက်ခံလိုက်ရပါတော့တယ်။တန်ကွင်းကြီးကတဖြည်းဖြည်းကျက်လာတဲ့အခါမှာတော့ရန်သူဟာဘလို့ရက်တဲ့ရမှန်းတည်းပဲထိတ်လန့်တုန်လှုပ်တော့ပါပြီ။ဒီအတော်အတွင်းမှာပဲအဲ့ဒီလူကတော့တရားတွေကိုဆက်လက်ရွတ်ဆိုရင်သူ့ကိုတတ်ချင်တဲ့စိတ်ရိုင်းတွေကိုစွန့်လွတ်ဖို့ရန်သူကိုတိုက်တွန်းနေခဲ့ပါတယ်။ဒါပေမဲ့ရန်သူကတော့နားမထောင်ခဲ့ပါဘူး။နောက်ဆုံးမှာတော့အသက်ဘေးကလွတ်မြောက်ဖို့အတွက်ရန်သူဟာသူ့ရဲ့အကြမ်းဖက်လူတဲ့စိတ်တွေကိုစွန့်လွတ်ဖို့သဘောတူလိုက်ရပါတော့တယ်။အဲ့ဒီအခါမှာမှတန်ကရိယာကြီးကဖြည်းဖြည်းချင်းလော့ကျသွားပြီးသူ့အသက်ကိုချမ်းသာပေးခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလူကသူ့ရဲ့တာသနာအလံတောင်ခွေကိုတစ်ချက်လွတ်ခါလိုက်တဲ့အခါမှာတော့သူ့ခေါင်းမှာစွတ်ထားတဲ့တန်ကရိယာကြီးဟာအလိုလျောက်ကျိုးပြတ်သွားပါတော့တယ်။ဒါကိုမြင်လိုက်ရတဲ့ရန်သူဟာမယုံကြည်နိုင်လောက်အောင်ဖြစ်သွားပြီးအေးချမ်းတဲ့နီးနဲ့တိုက်ပွဲကိုအနိုင်ယူလိုက်တဲ့အဲ့ဒီလူရဲ့ချီးရင်မှာလုံးဝဥတုံအရှုံးပေးတူးထောက်သွားပါတော့တယ်ဗျာ။